လေးကနိုဖန်းခွက်လန်လိုက်တာနိုင်ရမှာရေးဆွဲထားတာမျိုးတွေကြုံဖူးကြမှာပါအဲ့ဒီအချိန်မှာအော်မိဖူးကြလားမိမိတို့အော်လိုက်တဲ့အခါကလေးရဲ့ဦးနောက်ထဲမှာဖြစ်ပြသွားတာကသင်ခန်းစာမရတော့ဘူးအမီဂဒလာလို့ခေါ်တဲ့ကြောက်ရွံ့မှုစနစ်စတင်အလုပ်လုပ်ပြီးကလေးဟာတိုက်ခိုက်ဖို့ fight ဒါမှမဟုတ်ထွက်ပြေးဖို့ flight ပဲဦးနောက်ကပြင်ဆင်ပေးလိုက်ပါတယ်ဒါကြောင့်တောထောက်ထွက်တိုင်းမိမိတို့လှုပ်တင်တာက3စက္ကန့်ရှူပါအစင်တီမျက်လုံးမိတ်ပါအစင်ညနှာခေါင်းသွင်းပြီးပါဆက်နဲ့ရှူထုတ်ပါ3ချိန်အစင်3ပြီးမှပြန်ပြောပါဥပမာကလေးကနိုဖန်းခွက်လန်လိုက်တယ်အရင်တုန်းကဟဲဘာလုပ်တာလဲအော်မီခုနီလာနဲ့3စက္ကန့်ရှူပါပြီးရင်ညင်သားစွာပြောပါနိုဖိတ်ပါလဲနော်မစိတ်မကောင်းပါဘူးစကူတုတ်လားဒါမှမဟုတ်အဝတ်စုပ်နဲ့အတူတူတုတ်ကြမလားဒီလိုဆိုရင်ကလေးကတင်ခန်းစာရတယ်မေမေရဲ့စိတ်ကြမ်းမာရေးလဲကောင်းပါတယ်နေစဉ်ငါမင်းရဲ့စာကျမတို့နဲ့အတူလေ့လာပြီးကျမပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်